ဒီတစ်ခေါက်ကျွန်တော်တင်ဆက်ပေးမှာကတော့ဘီသူကလက်ရာများဒုတိယပိုင်းပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ကိုလိုနီခေတ်1880ခုနှစ်မြန်မာနိုင်ငံသည်ဗြိတိရှအင်ပါယာတို့၏နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်နယ်ချက်များရောက်ရှိလာခြင်းနှင့်အတူဘီသူကပညာရှင်တို့လည်းပါဝင်ခဲ့သည်ရန်ကုန်မြို့သည်ကိုလိုနီတို့၏မြို့တော်ဖြစ်လာခဲ့သည်ကိုလိုနီတို့သည်ကြီးမားသောအဆောက်အဦတို့ကိုမြို့တော်တွင်တည်ဆောက်ခဲ့ကြပါတယ်ရန်ကုန်မြို့၏စီးပွားရေးအတွက်အချက်အခြာဖြစ်သည့်ရန်ကုန်မြစ်တစ်လျှောက်တွင်ကိုလိုနီအဆောက်အအုံများစွာတည်ဆောက်ခဲ့သည်၎င်းတို့တွင်ဝင်ကြီးများယုံလည်းပါဝင်ခဲ့သည်ဗြိတိရှအုပ်ချုပ်ရေးအတွက်အတွင်းဝင်ရုံးများအဖြစ်1902ခုနှစ်တွင်တည်ဆောက်ခဲ့သည့်အဆောက်အအုံလည်းဖြစ်သည်ရန်ကုန်မြို့လယ်တွင်တည်ရှိသောမြို့တော်ခမ်းမနှင့်ဗိုလ်ချုပ်ဈေးရခိုင်ကစကော့ဈေးဟုခေါ်သည်စန်ထရယ်ဟိုတယ်အစရှိသည့်တို့သည်ကိုလိုနီခေတ်ကအဆောက်အဦများပင်ဖြစ်သည်ဝင်ကြီးများယုံမြို့တော်ခမ်းမဗိုလ်ချုပ်ဈေးစန်ထရယ်ဟိုတယ်ထိုအဆောက်အဦများသည်ဘီသူကပညာရှင်တို့မှတည်ဆောက်ခဲ့ကြတာပဲဖြစ်ပါတယ်ဘီသူကလက်ရများလို့ပြောလိုက်ရင်မြန်မာနိုင်ငံရဲ့အထင်ကရဖြစ်တဲ့ရွှေတကုံစေတီတော်ဟာလည်းထိပ်ဆုံးကနေပါဝင်နေခဲ့ပါတယ်။ရန်ကုန်မြို့ရှိရွှေတကုံစေတီတော်သည်ဗုဒ္ဓဘာသာဝင်တို့၏အဓိကနေရာလည်းဖြစ်သည်။ရွှေတကုံစေတီတော်၏ညံတော်မှာ69.4 မီတာမြင့်ရှိ၏။စေတီတော်သည်ရွှေဆိုင်ရွှေပြားများတို့ဖြင့်ခြေသားကာရန်ထား၏။စေတီတော်လေးများသည်ရွှေတကုံစေတီတော်ကြီးအားဝိုင်းရန်ထားပြီးစိတ်မူးတော်များလည်းပါရှိပါသည်။၄နှစ်မှ9နှစ်ကြာတိုင်ရွှေများကိုပြင်ဆင်မိုးမှန်မှုများပြုလုပ်ကြပါသည်။ရွှေတကုံစေတီတော်ကြီးပတ်လည်ရှိဇောင်းထဲများတွင်ဘီသူကလက်ရာများနဲ့ပြည့်နှက်နေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာနောက်ထပ်အနေနဲ့ကတော့မန္တလေးနန်းတော်ပဲဖြစ်ပါတယ်မန္တလေးနန်းတော်သည်တစ်သားဖြင့်ပြုလုပ်ထားသည့်မြန်မာဘီသူကလက်ရာများတွင်အခြေခံကြသည့်တစ်ခုလည်းဖြစ်ပါတယ်မန္တလေးနန်းတော်သည်အတွင်းပိုင်းနေရာများထက်အပြင်ပိုင်းနေရာများကပုံမွေးရကြည့်လို့ကောင်းသည်1850ခုနှစ်တွင်မဆောက်သေးတော်လဲနန်းတော်၏အလယ်ပိုင်းနှင့်နန်းတော်၏ဂိတ်များသည်ပြုခေတ်စောပိုင်းကာလများ၏လက္ခဏာများရှိနေသည်ဟုပညာရှင်များကသုံးသပ်ထားသည်17ရာစုကာလပကံခေတ်တစ်သားဖြင့်တည်ဆောက်ထားသည့်ဘီသူကလက်ရာများကိုမန္တလေးနန်းတော်ထဲတွင်လည်းတွေ့ရနိုင်ပါတယ်ခင်ဗျာနောက်ထပ်အနေနဲ့ကတော့ရွှေနန်းတော်ကျောင်း၏ကျွန်းသစ်ပပုလက်ရာများဖြစ်တဲ့ဘီသူကလက်ရာများပဲဖြစ်ပါတယ်တရွတ်နုပြုလုပ်ခြင်းသည်ပကံခေတ်အတွင်းတွေ့ရှိရသည်မိုနို၏အမွေနှစ်များအတွက်လည်းတရွတ်နုပြုလုပ်ခြင်းကိုခိုင်ခိုင်မာမာတွေ့ရသည်တစ်သားများကိုဘီသူကလက်ရာများပြုလုပ်ခြင်းသည်မြန်မာတို့၏ရိုးရာအမှုပညာတစ်ခုဖြစ်ပြီးနှစ်ရာပေါင်းများစွာကပင်ရှင်သန်ထွန်းကားခဲ့ခြင်းလည်းဖြစ်ပါတယ်ခင်ဗျာဘီသူကလက်ရာများကိုထိခိုက်မှုများဒုတိယကမ္ဘာစစ်အတွင်းတွင်မြန်မာနိုင်ငံ၏ဘီသူကအမွေနှစ်များစွာသည်စစ်ဘေးဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသည်စစ်ပွဲ၏အဆုံးပိုင်းကာလတွင်မန္တလေးနန်းတော်သည်လည်းမီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and follow လေးလုပ်ပေးသွားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ